ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းရင်းကတော့ခေါင်းစဉ်တစ်ခုကိုကျွန်တော်မင်းအွန်လိုင်းရဲ့အပြုံးကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တက်တာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေကနှစ်ပေါင်း80ကျော်စစ်တပ်ကနေပြီးတော့ဝါဒမိုင်းတွေတိုက်ခဲ့တယ် manipulate လုပ်ခဲ့တာပေါ့နော်နှစ်ပေါင်း80ကျော်ကျွန်တော်တို့ပြည်သူတွေကစစ်တပ်ရဲ့ဝါဒမိုင်းတွေထဲမှာလုံးဝအမောင်တွေထဲမှာနေခဲ့ရတယ်ပညာရေးမှာပဲဖြစ်ဖြစ်အမှုပညာမှာပဲဖြစ်ဖြစ်ဘာသာရေးမှာပဲဖြစ်ဖြစ်စစ်တပ်ကသူတို့လိုချင်တဲ့ဝါဒမိုင်းအကုန်လုံးနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့စိတ်နှလုံးနဲ့အတွေးခေါ်တဲ့ mindset တွေကိုရိုက်ထည့်ခဲ့အဲ့တော့ကျွန်တော်ပြည်သူတွေအမောင်ထဲမှာနှစ်80ကျော်နေခဲ့ရတယ်ဒါတခြားလူမပြောကျွန်တော်ကိုယ်တိုင်မြန်မာပြည်မှာကြီးပြင်းလာတယ်ဗမာပြည်တော်ထဲမှာကြီးပြင်းလာတဲ့လူတယောက်ကိုယ်တိုင်ကျွန်တော်ခံစားခဲ့ရတယ်ဘာလို့ကျွန်တော်ငငယ်တော့ဆိုလို့ရှိရင်ကျွန်တော်တို့အိမ်တိုင်းမှာ TV မရှိကြဘူးအဲ့တော့တော့မှ color နဲ့ TV တွေမဟုတ် black and white TV ခေတ်အဲ့ black and white TV ခေတ်မှာတော့ကျွန်တော်တို့အိမ်မှာ TV မရှိလို့သူများအိမ်မှာသွားပြီးတော့လိုက်ကြည့်ရတယ်ဆိုတော့ကြည့်ချင်တာတော့ဇက်လန်လေးတွေကြည့်ချင်တာဇက်ကားလေးကြည့်ချင်တာပါဒါပေမဲ့အဲ့ဇက်လန်မလာခင်မှာဒီစစ်အာဏာရှင်တွေရဲ့သတင်းလိမ်သတင်းညနော်ဒီ manipulate နော် propaganda သတင်းတွေကိုကျွန်တော်တို့6နာရီရဲနေတော့10နာရီအထိကိုကျွန်တော်တို့ထိုင်ကြည့်ရတယ်ဝါသနာပါသည်ဖြစ်စေမပါသည်ဖြစ်စေစိတ်ဝင်စားစီဖြစ်စေမစိတ်ဝင်စားသည်ဖြစ်စေထိုင်ကြည့်ရဘာလို့ကိုကအဲ့သတင်းပြီးမှရုပ်ရှင်ဇက်ကားလာမှာဟုတ်အဲ့တော့အဲ့ရုပ်ရှင်ဇက်ကားကိုကြည့်ချင်တာနဲ့အဲ့သတင်းတွေကိုမကြည့်ချင်ကြည့်ချင်တယ်လဲကြည့်ခဲ့ရတယ်ကြည့်တော့ဟိုဝါသနာမပါပေမဲ့လည်းစိတ်ဝင်စားပေမဲ့ကြည်ကြားတဲ့အချိန်ကျတော့စိတ်ထဲမှာဒါဟုတ်တာသူတို့က100ရာခိုင်နှုန်းထည့်ရင်တော့မှ100ရာခိုင်နှုန်းမဝင်ပေမဲ့20ရာခိုင်နှုန်း30ရာခိုင်နှုန်းတော့စိတ်ထဲမှာအစွဲထဲမှာကြံခဲ့တယ်သလားလူတွေကကိုကြည့်တဲ့ကိုမြင်တဲ့ကိုနားထောင်နိုင်တဲ့ဟာအားလုံးကကိုစိတ်ထဲကို100ရာခိုင်နှုန်းမဟုတ်3-4ရာခိုင်နှုန်းလောက်ဝင်သွားတယ်နေ့တိုင်းကြည့်နေ့တိုင်းနားထောင်ခင်နဲ့အဲ့တော့ခုနကျွန်တော်ဆုလို့ချင်တာကျွန်တော်တို့ကနော်အဲ့ဒီ black and white ခေတ်မှာတော့မှကိုယ့်အိမ်မှာ TV မရှိလို့အိမ်ဘေးနာချင်းက TV ရှိတဲ့လူတွေအိမ်မှာသွားပြီးတော့ TV သွားကြည့်တယ်6နာရီရနေပြီးတော့10နာရီအထိကိုအဲ့စစ်တပ်ကဝါဒမိုင်းသတင်းလိမ် propaganda တွေနော် manipulate လုပ်တာတွေကျွန်တော်ကြည့်ပြီးတော့အော်သတင်း10နာရီလောက်သတင်းပြီးလဲပြီးအော်ရုပ်ရှင်ကြည့်မယ်ဆိုတော့အဲ့မှာရုပ်ရှင်ဇက်ကားပေါ်လာတယ်နော် MRTV ပေါ့နော်ရုပ်ရှင်ဇက်ကားပေါ်လာကြအဲ့ဒီဇက်ကားလည်းပါလဲဆိုတော့တိုင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့တွေနဲ့ဒီစစ်တပ်ကိုနော်အတိုက်ခံလုပ်နေတဲ့ပါတီတွေကိုတိုင်းသူပြည်သားတွေကလေးတွေကအထင်အမြင်လွဲမားအောင်မုံတီးအောင်လုပ်ထားတဲ့ဒီ manipulate ပေါ့နော် propaganda တွေပဲဖြစ်နေတယ်အထူးသဖြင့်အဲ့ဒါဘာကားတွေဆိုကြည့်လိုက်တဲ့အချိန်မှာအဲ့သတင်းတွေ4နိုင်လောက်ကြည့်ပြီးတော့မှအဲ့ဇက်ကားဝင်လာတယ်အဲ့ဇက်ကားကိုကြည့်လိုက်တဲ့အချိန်ကျတော့အခုနကကျွန်တော်ပြောလို့ပေါ့တိုင်းသားလက်နက်ကင်တွေတိုင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ကိုမကောင်းကြောင်းဝါဒဖြန့်ထားတဲ့ဇက်ကားတွေဖြစ်နေအဲ့ကားတွေကြည့်ဆိုအရင်တော့ဆိုကျွန်တော်တို့ခေတ်တော်ဆိုပါပီမာတို့တင်ကောနော်ဂျာတို့သူမွဲထသစ္စာတို့ဒေါနာမီကဖားစီတန်တို့နော်ဆိုတော့အဲ့ဒါတွေကိုသူတို့ရိုက်ကြည့်တဲ့ချိန်ကျတော့အခုနောက်ပိုင်းဆိုရင်တော့အခုဆိုစောင်းနီလေးတစ်ထည့်လာနော်ဟိုနောက်ဘာလဲစစ်ကူမုံရီတိုက်ရသည်ဆိုတဲ့ဇက်ကားတွေလေအဲ့ဒါတွေကိုကျွန်တော်တို့ဟိုငငယ်ထဲမှာကျွန်တော်တို့ကမလို့မြန်မာပြည်ကလူထုတွေခလေးတွေလူငယ်တွေကအဲ့ဒါတွေကိုကြီးလာတဲ့ချိန်ကျတော့တစ်ချက်ကသူတို့ဝါရမိုင်းသတင်းတွေကိုနားထောင်တယ်4နိုင်လောက်အဲ့4နိုင်လောက်ပြီးလဲပြီးတော့သူတို့အဲ့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသူတို့ကမဟုတ်ကောင်းတရားအဲ့တိုက်ခိုက်တဲ့နော်ပြည်သူတွေအထင်မြင်မားစီတွေလွဲစီတဲ့ကားတွေခုနကျွန်တော်အထက်ကပြောလို့ပါပီမာတို့နော်တင်ကော့နော်ဂျာတို့သူမထသစ္စာတို့ဒေါနာမီကဖားစီတန်တို့နော်အခုနောက်ပိုင်းဆိုစောင်းနီလေးတစ်ထည်စစ်ကူမုံရင်တိုက်ခဲ့ဆိုအဲ့ကားတွေကြီးနေတဲ့အချိန်ကျမှတခြားလူမျိုးတွေကျွန်တော်မပြောဘူးနော်ပမာရင်ပြောကျွန်တော်ကရင်တယောက်တော့မှကျွန်တော်တို့ရဲ့ကရင်အဖွဲ့အစည်းကျွန်တော်တို့ရဲ့ကရင်တော်လှန်ရေးအဖွဲ့အစည်းတို့အထင်လွဲခဲ့မာကက်တာရှိအဲ့တော့ဆိုသိလေလူစိုးပေါ်လောက်တာလည်းမကြည့်အန်ဂျော်နောက်ပိုင်းဆိုနိုင်လူတို့ဘာတို့နော်တကယ်အန်ဂျော်တို့ဘာဆိုလဲကျွန်တော်ငငယ်တော့ဆိုရင်ကျွန်တော်ရဲ့ကရင်အဖွဲ့အစည်းဆိုတော့ကရင်တော်လှန်ရေးဆိုတာဘာမှန်းတော့မသိဘူးဒါပေမဲ့အန်ဂျော်ကိုတွေ့တာနဲ့အန်ဂျော်သေယုဆောင်ပုံကြည့်တာနဲ့ကရင်တော်လှန်ရေးကိုကျွန်တော်စိတ်နာအဲ့လောက်ထိဖြစ်ခဲ့တာဒီစင်အာနာရှင်ရဲ့နော်ဝါဒဖြန့်ချီကဘလောက်ထိထိရောက်မှုရှိခဲ့တယ်ဆိုကျွန်တော်ပြောပြတာအဲ့ဒါဆိုတော့ကျွန်တော်ကရင်တယောက်ကိုတိုင်တောင်မှနော်ကရင်တော်လှန်ရေးအဖွဲ့အစည်းကိုအထင်မှားအမြင်အမှားဖြစ်ခဲ့တဲ့အထိသူတို့ရဲ့နော်ဝါဒဖြန့်ချီရေးတွေကအလုပ်ဖြစ်ခဲ့တယ်နော်ဒါပေမဲ့ကျွန်တော်တို့အမေအဖေတွေဘာတွေကတော့ရှိမိနောက်မိဖြစ်တဲ့ချိန်ကျွန်တော်အမေအဖေတွေကိုကျွန်တော်တို့ကဖွင့်ပြောတာအဖေအမေဘလူးလဲကျွန်တော်ကိုလိုရေးချင်းကရင်တော်လိုရေးဖွဲ့တွေကဒီလိုပဲလားဟိုလိုပဲလားဆိုအမှမိဘတွေကပြန်ပြီးပြောပြတော့ပြန်ပြီးပြောပြတဲ့အချိန်ကျမှကိုတွေကနည်းနည်းပြီးပို့ပြီးတော့တတိလေးနည်းနည်းရှိလာတယ်ဒါပေမဲ့လေကိုကတတိရှိလာပေမဲ့တခြားလူမျိုးတွေကအထူးသဖြင့်ကျွန်တော်တို့ကျောင်းနေတော့ဆိုဟိုတော့နော်ဒီဗမာလူမျိုးတွေပေါ့ဟိုဗမာဆိုမဲ့လည်းညီကိုပါပဲဒါကတော့လူမျိုးခွဲခြားတာပြောတာမဟုတ်ဖြစ်ခဲ့တာကိုပြောတာစစ်တပ်ကနေပြီးတော့ manipulate လုပ်ခဲ့တာကိုသွေးခွဲသက်ရှူအုပ်ချုပ်ခဲ့တာကိုကျွန်တော်ပြောပြချင်တာ
ဆိုတော့ကျောင်းထဲမှာတော့တခါတခါတငယ်ချင်းတွေကျောင်းသားချင်းချင်းကတောက်ကစားဖြစ်လို့ရန်ဖြစ်ကြရင်တော့မှကျွန်တော်တို့ဗမာတငယ်ချင်းညီကိုတွေအေးကရင်သဘုံတောင်းကျင်းသူငပွေးအချင်းချင်းတော့ရန်ဖြစ်ပြီးထိုးကြကြကြလို့နောက်ဆုံးဘလူပွဲသိမ်းလဲဆိုတော့ဟေးကရင်သဘုံတောင်းကျင်းသူငပွေးမင်းတို့ငါတို့တိုင်းပြည်ထဲမှာမင်းတို့မနေချင်မင်းတို့ထွက်သွားကွာဒီတိုင်းပြည်မှာမနေနဲ့အဲ့လိုမျိုးကျွန်တော်တို့ကခံခဲ့ရတယ်သလားအဲ့လိုမျိုးမောင်းထုတ်ခံခဲ့ဆရာမတွေတောင်မှကျွန်တော်တို့ဘယ်လောက်အထိပြောလို့ဟာကရင်လေးကကြည့်တော့ရိုးရိုးလေးပါကွာဒါပေမဲ့ကရင်ရိုးရင်စင်ခိုးရနော်ဆိုအဲ့လိုမျိုးနော်မထိတထိလေးတွေပြောတာဆိုတာတို့ကျွန်တော်တို့ခံခဲ့ရတဲ့ချိန်ကျကိုကသူတို့ကျွန်တော်စိတ်မဆိုးပါဘူးကျွန်တော်စိတ်ဆိုတာဟာဒီကရင်လက်နက်ကင်တွေကဒီကရင်သဘုံတွေကဒီလောက်အထိဆိုးတာပဲဆိုတော့ကို့သူများပြောတာကိုပြောတဲ့လူကိုကစိတ်မဆိုးအော်ဒီလူတွေပြောတာဟုတ်မှာပါငါတို့ကရင်တော်လိုင်းအဖွဲ့အစည်းတွေကဒီလိုဖြစ်လို့ပဲနေမယ်ဆိုတော့အဲ့ဒီလိုမျိုးစိတ်ခံစားခဲ့ရတယ်ရှိတယ်ဆိုတော့အဲ့ဒါကျွန်တော်ဆိုလို့ချင်တာအရင်တော့စစ်အာဏာရှင်တွေရဲ့ဒီဝါဒဖြန့်ချီမှုတွေဘယ်လောက်အလုပ်လုပ်ခဲ့တယ်ဆိုတော့ကျွန်တော်ဆူလိုခြင်းဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းကျွန်တော်တို့တော်လိုင်းနေမိတယ်ရောက်လာတဲ့အချိန်ကျမှအရာခတ်သိမ်းအောင်ကျွန်တော်တို့တည်သွားခဲ့တယ်ဆူလိုချင်တာကကျွန်တော်အခုပြောချင်တဲ့အကြောင်းအရာကျွန်တော်တို့မြန်မာပြည်သူတွေအဲ့လိုပဲစစ်တပ်ကနှစ်ပေါင်း80ကျော်နှီးပေါင်းစုံနဲ့ပညာရေးမှာရောအမှုပညာမှာရောနော်ဘက်ပေါင်းစုံနဲ့အဲ့ဒီပြည်သူတွေကိုဝါဒမိုင်းတိုက်ပြီးတော့အမောင်တော်ထဲမှာထားခဲ့တယ်ဒါပေမဲ့ဒီကောင်တွေကသူတို့ရဲ့တကဘာလုံးကသူတို့ဖိနှိပ်ချုပ်ချယ်ဆန်ရှင်တွေချတာများတဲ့အချိန်ကျတော့ငါတို့ကဒီလိုလုပ်တော့မရတော့ဘူးငါတို့ကတော့ငါတို့သူများတကဘာလုံးကလက်ခံတာအောင်တကဘာလုံးကစီးပွားရေးပိတ်ပင်မှုတွေဆက်ရှင်ချတာတွေကနေတက်တာသွားအောင်နီလန်တလန်တော့ရှာမှာပဲဆိုပြီးတော့မှ2008ခြေဥကိုသူတို့သုံးချပြီး2010မှာနော်ဦးသိန်းစိန်အစိုးရတက်ပြီးတော့နော်အရက်သားတစ်ပိုင်းစစ်သားတစ်ပိုင်းဒီမိုကရေစီကိုဒီကောင်နေစပြီးတော့ကျင့်သုံးခဲ့တယ်မြန်မာပြည်သူတွေကအမောင်ထဲမှာနေလာတာနဲ့အလင်းလေးတက်တက်လေးကိုမြင်လာတာဆိုတော့အရင်တော့အမောင်ထဲမှာနေတော့အမောင်ကိုပဲသူတို့ကပျော်နေတာဒါပေမဲ့အမောင်ထဲမှာနေတဲ့အခန်းကအကွဲကြောင်လေးတစ်ခုကနေပြီးတော့အလင်းလေးတစ်စက်ဝင်လာတဲ့အချိန်ကျတော့အလင်းလေးဝင်ဟာဒီကောင်ဘာလဲဘာအလင်းလေးလဲဆိုအံ့ဩနေကြတယ်မြန်မာပြည်သူတွေကအဲ့ဒီအချိန်မှာ2015 NLD အစိုးရတက်တဲ့အချိန်ကျတော့အဲ့အကွဲကြောင်လေးကနေအပေါက်ကြီးလေးတစ်ပေါက်ဝင်လာနော်အဲ့အပေါက်ကြီးတစ်ပေါက်ပေါက်သွားတယ်အဲ့အပေါက်ကြီးတစ်ပေါက်ပေါက်ကနေအပြင်အလင်းတန်းဝင်လာချင်းကြောင့်လူထုတွေကပြည်သူတွေကဒီအလင်းကတက်လာလိုက်လားအရင်တော့အကွဲကြောင်တဲ့အလင်းဝင်လာအလင်းရောင်လေးကိုပဲသူတို့ကကြည့်နေဒါပေမဲ့ NLD အစိုးရတက်လက်တော့အလင်းရောင်ကနည်းနည်းပို့ပြီးကျက်လာတဲ့အပြင်ကိုချောင်းကြည့်လို့ရတဲ့အခြေအနေမြန်ပေါ်လာတဲ့အချိန်ကြောင့်ပြည်သူတွေကအပြင်ကိုချောင်းကြည့်လိုက်ချင်းကြောင့်အပြင်လောကကြီးကလုံးဝตายရပါလားလှပပါလားဆိုတော့ဒီကောင်တွေသိသွားတယ်ပြည်သူတွေသိသွားတဲ့အချိန်ကြောင့်ငါတို့အမောင်ထဲမှာနေလာခဲ့တော့ငါတို့ကအမောင်ထဲမှာပဲပျော်နေခဲ့တယ်အမောင်ကိုပဲအကောင်းကြီးထင်နေခဲ့တယ်နော်နွားချီရကွက်ကလေးကိုပဲပြင်သမုတ်တရားထင်ခဲ့တယ်ဒါပေမဲ့တို့ဟိုးအပြင်မှာပြင်သမုတ်တရားကြီးရှိပါလားတို့အမောင်ရဲ့ဟိုးအပြင်မှာတကယ်လှပနေရာကြီးရှိပါလားဆိုတော့သိသွားတဲ့အချိန်မှာမင်းအောင်လိုင်အာနာသိမ့်လိုက်တာအာနာသိမ့်လိုက်တဲ့သဘောချင်းအဲ့ပြည်သူတွေကလူထုတွေကအမောင်ထဲမှာနှစ်ပေါင်း90ကျော်နေလာပြီးတော့မှအမောင်ထဲမှာကျင့်သားရပြီမဲ့အဲ့ဒီအပြင်အလင်းနဲ့ကျေလာတဲ့အချိန်ကျတော့အပြင်ကိုချောင်းကြည့်လို့ရလို့အခြေအနေမျိုးရှိလဲရှိရောပြည်သူတွေအပြင်ကိုချောင်းကြည့်တဲ့အချိန်မှာအပြင်လောကကြီးကကဘာကြီးကတာရပါလားလို့သိနေတဲ့အချိန်မှာပဲအပြင်လောကကြီးကိုပြည်သူတွေကစိတ်ဝင်စားတဲ့အချိန်မှာမင်းအွန်လိုင်းအဲ့အပေါက်ကြီးကိုချက်ချင်းပြင်ပြီးတော့အင်္ဂလိပ်နဲ့ဖန်ပိတ်ချလိုက်တာအဲ့ချက်ချင်းအဲ့အင်္ဂလိပ်နဲ့ဖန်ပိတ်ချလိုက်တဲ့အချိန်ကျတော့ပြည်သူတွေလူထုတွေကဒေါကန်ပေါ့ငါတို့အခုမှအပြင်လောကကိုမြင်ရတာအမောင်ထဲမှာပဲငါတို့နေလာခဲ့ပြီအပြင်လောကအကြောင်းငါတို့မသိဘူးအခုအပြင်လောကအတောင်လှပပဲပြင်လောကကြီးကလှပပဲစိန်လန်းနဲ့စုပြပါလားတိတယ်စပြီးမြင်ခွင့်တဲ့အချိန်ပဲရှိသေးတယ်ဒီကောင်တွေကဘာဖြစ်လို့ဒီအပေါက်ကိုလမ်းပိတ်ရတယ်ဆိုတော့ပြည်သူတွေအဲ့မှာစပြီးဒေါကန်ကုန်တယ်အဲ့မှာမင်းအောင်လိုင်းအာနာသိမ်းလိုက်တာပေါ့နော်အခုအပေါက်ကိုပိတ်လိုက်တယ်ဆိုတော့အပြင်ကအလင်းတန်းကြီးဝင်လာတယ်အဲ့အလင်းတန်းအပေါက်ကနေတော့ပြည်သူတွေအပြင်ကိုစပြီးမြင်လာတဲ့အချိန်မှာအဲ့မင်းအောင်လိုင်းကအာနာသိမ်းလိုက်တယ်ဆိုလို့ချင်တာအဲ့ဒီအပေါက်ကြီးကိုဒီကောင်တွေကပိတ်လိုက်တဲ့အချိန်မှာလူတွေကဒေါကန်ကုန်မခံချင်းမခံစားဖြစ်လို့စပြီးဆန္ဒပြကြတယ်ဆန္ဒပြမင်းအောင်လိုင်းကအာနာသိမ်းတဲ့အထိကအမှန်တကယ်ဆိုရင်ဒီလူတွေစပြီးဆန္ဒပြတာတချို့ကအုပ်ရောကြောက်ရောကျွဲကူးရေပါတယ်ရှိတယ်နော်ဆိုတော့အမှန်တကယ်က तू ကတိုင်းသူပြည်သားတွေကိုမချစ်ရင်တော့မှချစ်ပြဟန်ဆောင်လေး तू လုပ်ခဲ့လို့ရှိဥမာโอเคဆန္ဒပြတဲ့ပြည်သူတွေကိုနော်ထမင်းတုပ်လေးတွေဝေပေးရေလေးတွေဝေပေးနော်အမှမော်တော်ပီကယ်ဥဒါလမ်းပြပလိတ်ဒီလေးနဲ့ကားတွေဟေးဟိုဘက်ကသွားဒီမှာပြည်သူတွေဆန္ဒပြနေကြတယ်နော်ပြည်သူတွေကိုတိုက်ပြီးခိုင်းမိမယ်အဲ့တော့မင်းတို့ဥဒါကားရမ်းမမောင်းနဲ့ဖြည်းဖြည်းမောင်းဟန်ပြကျွန်တော်ပြောတာဆိုတော့နောက်ဆုံးကျတော့အစားတောက်လေးတွေဝေခုနကကျွန်တော်ပြောတော့ရေလေးဝေနောက်တော့ဆယ်ဖီလေးတွေပါတယ်ရိုက်ပြီးတော့လက်ဆွဲနှုတ်ဆက်ပိုင်များလှုပ်เสียမလို့တလားကျော်လောက်လှုပ်လိုက်လို့ရှိရင်အဲ့ဒီလူအုပ်ကြီးကတဝက်လောက်ပျောက်ကွယ်သွားမှာတဝက်တောင်မဟုတ်ဘူး3ပုံ2ပုံလောက်ပျောက်သွားမှာနော်အဲ့လောက်ဒီအခြေအနေရှိတယ်ဘာလို့ဆိုကျွန်တော်လူငယ်တွေကိုအထင်သေးပြောတာမဟုတ်မြန်မာပြည်သူဒီလိုအထင်သေးပြောတာလည်းမဟုတ်ဒါပေမဲ့စစ်တပ်ကမကင်တွယ်တက်ခဲ့တာ
ဟိုကျွန်တော်ပြောတာလည်းဟုတ်တယ်အဲ့ဒီအာနာစသိန်းတော့လူတွေစပြီးတော့ဆန္ဒပြတာအမှတစ်မျိုးလုံးကလူပင်လေဖူးနာပဲဒါပေမဲ့အခုနောက်ပိုင်းအဲ့ဆန္ဒလာပြပြီးအနုပညာသမားတွေရောပြည်သူတွေရောသူတို့နဲ့မဆိုင်သလိုသူတို့မသိလို့ပြင်နေရလူတွေအများကြီးပဲတလားအေးတလားဆိုတော့အဲ့တော့ကမင်း online ကမချစ်တော့လဲအောင့်ကနန်းတာသူသရုပ်ဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်နော်ဒီလောက်အထိတနိုင်ငံလုံးသူ့ကိုတော်လန်မှုတွေရှိခဲ့မှာမဟုတ်ဘူးဒါပေမဲ့ तू ကအဲ့လိုမျိုးတိုင်းပြည်သူကတော့အုပ်ချုပ်ခြင်းနဲ့တိုင်းပြည်ဟိုပညာလည်းမရှိဘူးပညာမရှိတော့စေတနာရှိတာဆိုစေတနာလည်းမရှိဘူးစေတနာမရှိတော့လဲစေတနာရှိခြင်းရဟန်ဆောင်မချစ်တော့လဲအောင့်ကနန်းလေးလှုပ်ချင်တာဆိုအဲ့လိုလဲ तू မလှုပ်ချင်တဲ့အချိန်ကျတော့ तू ကစပြီးဆန္ဒပြတဲ့လူငယ်တွေဒီကောင်ကတနက်တွေနဲ့ပြစ်တယ်တိုက်တယ်ခိုက်တယ်နော်အနောက်စနိုက်ပါနဲ့ပြစ်တယ်နောက်တော့ရိုက်တယ်နော်ထောင်နဲ့ချတယ်နော်တချို့ကလာခေါ်သွားတယ်လာဖမ်းသွားတယ်ပြန်လာတော့အလောင်းမရှိတယ်လူအသေးပဲနာဆိုတော့အိမ်ပြင်မှာဆန္ဒပြတဲ့လူကိုလည်းပြစ်တယ်အိမ်ပြင်မထွက်ရဲပဲအိမ်ထဲမှာနေတော့လေအိမ်ပေါ်ထိကိုဝင်ပြစ်တယ်နော်နောက်ဆိုလူတွေအိမ်ထဲမှာနေလူတွေရှာလို့မရအိမ်ရှိကကားတွေဆိုင်ကယ်တွေရိုက်ချိုးဖြစ်စီနော်တချို့ကြတော့လည်းပြန်ယူပြန်ရောင်းစားကားပေါ်ပြန်နေပြန်ရောင်းအဲ့ဒီလောက်တုံးတဲ့လူအုံတော့အလုံးမလုံးတဲ့လူကိုဘယ်လူတွေကလက်ခံနိုင်တော့မှလဲအဲ့တော့လက်နက်ကင်တော်လန်ရေးကဖြစ်လာတာဗောကြားကြည့်လိုက်လေအိမ်ပြင်မထွက်တော့အိမ်ပြင်ထွက်ရင်မင်းတို့ငါပြစ်မယ်ဆိုတော့ဟာလူတွေကလည်းဟုတ်တယ်ဒါဆိုတော့အိမ်ပြင်မထွက်ဆိုတော့အိမ်ထဲမှာနေတော့လေအိမ်ထဲကိုတနက်တွေနဲ့လမ်းပြစ်တယ်အိမ်ပေါ်တက်ဖမ်းတယ်နောက်ဆုံးကြတော့လေအိမ်ထဲကိုထပ်ဖမ်းရှာလို့မရတော့အိမ်ရှိကကားတွေနော်လူရိုက်ချိုးတယ်ဖြစ်စီတယ်ဆိုင်ကယ်တွေကိုကားပေါ်တင်နေရောင်းစားတယ်ဆိုတော့ဒီလူမျိုးကောင်တွေကိုဘယ်သူတွေကလက်ခံနိုင်တော့မှလဲနော်အဲ့တော့လက်နက်ကင်တော်လိုင်းစပြီးဖြစ်လာအဲ့ဒါဒီကောင်တွေကအုံတော့အတွေးခေါ်1960နှစ်အာနာသိန်းနဲ့သူတို့ဒီလိုပဲရက်ဆက်ကြမ်းကြုတ်ခဲ့တယ်နော်1988အာနာသိန်းနဲ့ဒီလိုပဲရက်ဆက်ကြမ်းကြုတ်ခဲ့တယ်ဒီလိုပဲဒီပေးရေးအရေးခင်းမှာလဲသူတို့ရက်ဆက်ကြမ်းကြုတ်ဆိုတာတပ်ဖြတ်ခဲ့တယ်2009ခုနှစ်မှာရှေးဝါရောင်တော်လိုင်းဖြစ်လာတော့ဒီလိုပဲရက်ဆက်တပ်ဖြတ်ချေမုန်းခဲ့တယ်အခု2021အာနာသိန်းတော့လေသူတို့ဟာငါတို့1960နှစ်မှာလည်းလုပ်ခဲ့တယ်ဒီလိုပဲ88မှာလည်းဒီလိုပဲလုပ်ခဲ့တယ်နော်2009မှာလည်းဒီလိုပဲလုပ်ခဲ့တယ်ဒီဘင်းရင်းခင်းမှာလည်းဒီလိုပဲလုပ်ခဲ့တယ်2021မှာလည်းငါတို့ဒီလိုပဲလုပ်လို့ရတယ်ဆိုတဲ့အတွေးကိုရှိနေတဲ့အချိန်ကျတော့သူတို့အရင်တော့လုပ်ခဲ့တဲ့အတိုင်းလုပ်ခဲ့တာလည်းအောင်မြင်တော့အတွက်ကြောင့်အခုလည်းသူတို့ဒီလိုလုပ်ရတာပဲဆိုပြီးဒီလိုပဲလုပ်တာဒါပေမဲ့သူတို့မေ့သွားတာက2021လူငယ်တွေက1960နှစ်1988 2009နော်ဒီဘင်းရင်းခင်းကလူငယ်ဒီလူမဟုတ်တော့ဘူးအတွေးကိုအမြင်နေအထူးသဖြင့်နော်ဒီဘယ်လိုပြောမလဲအင်တာနက်တွေနဲ့ချိတ်ဆက်မိသွားတဲ့အချိန်ကျတော့လူငယ်တွေအတွေးခေါ်ကသူတို့ပြီးခဲ့တဲ့အာဏာသိမ်းခဲ့တဲ့အချိန်မှာလူသူတို့သိမ်းခဲ့တဲ့ပုံစံမျိုးမဟုတ်တော့ဆိုတော့သူတို့မိသွားဒီကောင်တွေရဲ့အုံနောက်ကဒီဆင်အာဏာရှင်တွေအတွေးခေါ်အမြင်တွေကဖုန်းနဲ့ပြောရမယ်ဆိုလေ iPad နဲ့ပြောရမယ်ဆို tablet တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒီကောင်တွေရဲ့အတွေးခေါ်အမြင်တွေက expire ဖြစ်ကုန်ပြီဆိုတော့ကျွန်တော်တို့ဖုန်းနဲ့ internet တွေနော် computer တွေမှာဆိုရင်တစ်ခါဆိုရင်ကျွန်တော်တို့ဖုန်းသုံးမိတဲ့လူတွေဒီ device တွေသုံးမိတဲ့လူတွေသိမှာပဲ notification လေးဝင်လာတယ်ဟေးမင်း app က update ဖို့လိုပြီနော်မင်းရဲ့ software ကလည်း update ဖို့လိုပြီဆိုတော့အဲ့ဒါလေးတွေပို့လာအဲ့ဒါကိုကျွန်တော်တို့က update ရတယ်မ update လို့ရှိရင်အဲ့ဒီကျွန်တော်တို့သုံးတဲ့ device ကကော new version လို့အလုံးမလုပ်တော့ပုံမှန်အလုံးမလုပ်တော့ဘူးเนาะသူတို့ဘာလို့ဆိုတော့ app ပဲဖြစ်ဖြစ် device ပဲဖြစ်ဖြစ်သူတို့ new version တွေကတစ်နှစ်ပေါ့တီထွင်ဆန်းတက်လာတဲ့အချိန်ကျတော့အဲ့ဒီ new version တွေနဲ့သုံးတက်မှုအတွက်သူတို့ notification ပို့တာသူက update လုပ်အောင်မယ်ဆိုဒါပေမဲ့ကိုကျွန်တော်တို့ကအဲ့ဒါ update မလုပ်ဘူးဆိုရင်ကျွန်တော်တို့ device တွေကရောကျွန်တော်တို့သုံးတဲ့ app တွေကရောเนาะအခုသူတို့ new version နဲ့အတိုင်းအလုံးမလုပ်တော့တချို့ဆိုသုံးလို့လုံးဝမရတော့တာတွေတော့ဖြစ်ကုန်တယ်ဆိုတော့ဒီစစ်အာဏာရှင်ရဲ့အတွေးကိုအမြင်နေရလဲဒီလိုပဲဒီကောင်နဲ့1962 1988နော်2009ဒီဘေးအရေးခေတ်မှာဒီကောင်နဲ့ဒီလိုလုပ်ခဲ့တယ်ဆိုတော့2021မှာလဲဒီကောင်ဒီတိုင်းပဲထပ်လုပ်တယ်ဒီကောင်အမှန်တကယ်သူတို့ရဲ့အတွေးကိုအမြင်နေသူတို့ update လုပ်ရမှာသူတို့ update မလုပ်တဲ့အချိန်ကျတော့သူတို့အရင်အတိုင်း2021မှာသူအသုံးလာပြီးတော့အဲ့ဒီမူဝါဒတွေသူတို့သုံးတဲ့အချိန်ကျတော့အလုံးမလုပ်တော့ဘူးအလုံးမလုပ်တဲ့အချိန်ကျတော့သူတို့ပြဿနာတက်တာဆိုတော့ဘာဖြစ်လို့သူ update ချင်တယ်ဆိုရင်တော့မှဒီစစ်အာဏာရှင်သူတို့အတွေးကိုအမြင်တွေ update လုပ်ချင်တယ်ဆိုတော့မှသူတို့မှာလုံလောက်တဲ့ store မရှိတော့ store ဆိုတော့ဖုန်းတွေ tablet တွေထဲမှာပဲသူတို့အဲ့ဒီ app download တာပဲဖြစ်ဖြစ်ပါဆိုမှအဲ့ဒီမှာလုံလောက်တဲ့ store ရှိမှသူတို့က download လို့ရတာဟုတ် store မရှိ download လို့မရဘူးဆိုတော့ဒီကောင်တွေကစစ်ထဲဝင်တွေကဒီကောင်တွေကသူတို့ရဲ့အုံနောက်ကိုသူများသူတို့အတွေးကိုအမြင် 5GB လောက်ပဲသူများဖန်ထည့်လိုက်တာထည့်ပြီးတော့စစ်တပ်အာဏာရှင်တွေကသူတို့အဲ့ဖုန်းသူတို့အတွေးကိုသူတို့ခေါင်းထဲမှာရှိတဲ့ 5GB story ထဲမှာပဲသူတို့လိုချင်တဲ့ဟိုပုံစံဒီအတွေးခေါ်တဲ့အမြင်တွေ mindset တွေကိုထည့်ပြီးလိုက်အကုန်လုံးကပြည့်သွားပြီသူတို့ခေါင်းထဲမှာရှိတာသူတို့ story သူတို့ device story ထဲမှာရှိတာစစ်အာဏာရှင်ထည့်ထားပြီးတဲ့ခိုးဆိုးလူရဲ့သက်ဖြတ်မဒိန်ချင်းကလင်ကကြည့်ရုံမာကောက်ကြည့်အဲ့ဒါတွေပဲရှိတယ်မိမိရဲ့ power အာဏာထိုင်ကုန်တည်မြဲမှုဒါပဲရှိတယ်တခြားဘာမှမရှိဘူးဆိုတော့အခု21ရာစုခ
kiki yao la de chenyor a tuiko a minia lu che la de chenyor through maga Tauga Chosone de computer Hongia a kuna town nasati new version don't pulo me out of pin through update through update wall through ma through a story gam shido through a story pin through tapido lama download chin say lem shoot download chin is through a gone through a tuiko through a minia sitaka yate daddy nebe pini de chenjaro Decon diga အဲ့ဒီ1962နှစ်ထဲကစစ်တပ်ကရိုက်ထဲလာတဲ့သူတို့မှရှိတဲ့5 gigabyte လောက် story ထဲကအုံတော့အတွေးခေါ်အမြင်နဲ့ပဲလုတ်တဲ့အချိန်ကျတော့ဒီကောင်တွေက2021မှာ version အသစ်နဲ့အလုံးမလုတ်တဲ့အချိန်ကျတော့သူတို့ကပြဿနာကြီးတက်ကုန်နောက်တစ်ခုကဒီကောင်တွေကသူတို့အမြဲတမ်းမြန်မာပြည်ကိုထိန်းချုပ်လာတာဆိုကြောက်စိတ်တယ်ဒီလူတွေကိုဒီပြည်သူတွေကိုဒီចောင်းသားတွေကိုဒီတိုင်းသားတွေကိုငါတို့ကြောက်စိတ်ထည့်ပြီးလိုက်ဒီကောင်ကြောက်သွားလန့်သွားလို့ရှိရင်ငါတို့ပြန်ပြီးတော့မခုခံမတော်လန်ရဲတော့ဘူးဆိုပြီးတော့သူတို့ကအဲ့လိုမျိုးအတွေးကောအမြင်တွေရှိခဲ့တယ်ဒါနော်1962ကနေပြီးတော့အခု2021အထိအဲ့ဒါနဲ့ဒီကောင်အခု2021မှာအာနာသိမ်းသူတို့လုတ်ခဲ့တဲ့အလုပ်ကလည်းအလုပ်ဖြစ်ခဲ့တယ်လေသူတို့အဲ့လိုတော့တတ်တယ်ဖြတ်တယ်လုတ်ခဲ့တော့လူတွေကလန့်ဖြတ်သွားပြီးတော့နော်ဘာဟိုဒါသူတို့ဘာမှတော်လန်ပုံကန်တယ်မရှိဘူးငြိမ်ချက်သွားတော့အဲ့တော့ဒီကောင်လည်း2021မှာလည်းသူဒီလိုလုတ်ရင်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီကောင်တွေလုတ်တယ်လုတ်တဲ့ချိန်ကျတော့ဒီကောင်တွေကျွေးတဲ့ဆေးကဘယ်လိုပြောမလဲဆိုတော့ဆေးဘာသာစကားအရပြော overdose ဖြစ်သွားတန်ဆေးလွန်ပြီးဖြစ်သွားတော့တယုံလောက်လေးအဲ့ဆေးကိုတိုက်လိုက်လို့ရှိရင်သူ့ဆေးကအလုံးလုံးဒါပေမဲ့သူတိုက်လိုက်တဲ့ဆေးကသူကလိုတာတက်ပို့သွားတယ်ပို့ပြီးတော့တိုက်လိုက်တာပေါ့ overdose ဖြစ်သွားတယ်တန်ဆေးလွန်ပြီးဖြစ်သွားအားတိုက်လိုက်တဲ့ချိန်သူ့ဆေးကသူလိုချင်တဲ့ပုံစံအတိုင်းမဖြစ်ဘဲနဲ့ဆိုးကျိုးတက်ရောက်မှုတွေဖြစ်သွားဘာလို့ तू ကအခုနအထက်ကကျွန်တော်ပြောလို့ပေါ့ဆန္ဒပြလို့ပြစ်တယ်ကွာတဲ့ဆန္ဒပြလို့ပြစ်တယ်ဆိုတော့အပြင်ထွက်ရင်ပြစ်တယ်ကွာတဲ့ပထမပိုင်းဆန္ဒပြလို့ပြစ်တယ်နော်နောက်ပိုင်းကျတော့အိမ်ပြင်ထွက်ရင်လည်းပြစ်တယ်ဆိုတော့နောက်ပိုင်းကျတော့လူကဆန္ဒမပြရဲတော့ဆန္ဒပြရဲပြီမအိမ်ပြင်မှာနေတော့လည်းပြစ်ပြန်အဲ့ဒါတချို့အိမ်ပြင်မထွက်ရဲဘူးအိမ်ထဲမှာမနေအိမ်ထဲနေတော့လည်းအိမ်ထဲကလူတွေပြစ်ပြန်လိုက်ဝင်ဖမ်းဆီးသက်ဖြတ်ပြန်နောက်ဆုံးကျတော့အိမ်ထဲမှာတော့သူများမနေရလို့သူများရှောင်နေသွားတော့အချင်းချင်းအဲ့လမ်းဘေးနားမှာရှိတဲ့သူများကားတွေကိုဖျက်ဆီးတယ်ဆိုင်ကယ်တွေကိုဖျက်ဆီးတယ်တချို့ဆိုလို့ချင်းပြန်တင်သွားတယ်ဆိုင်ကယ်တွေရောကားတွေပြန်ဖို့သွားပြန်ရောင်းစားတာဖြစ်တဲ့အချိန်ကျတော့သူကလုံးဝလူတို့တွေကကြောက်တာမဟုတ်လို့သူမခံချိမခံတာနော်လုံးဝစိတ်နာကုန်အဲ့တော့သူများတွေကသူ့ကိုပြန်ပြီးတော်လာကြအဲ့တော့ UG တွေလည်းပေါ်လာတချို့တိုင်းသားအဖွဲ့အစည်းတွေနေရာတွေဝင်လာတော့သူတို့ပြန်လဲတိုက်ခိုက်တော်လန်တော့ပထမပိုင်းကတော့သူတို့ကလူငယ်တွေကတိုင်းသားတချို့အဖွဲ့တွေကလည်းအစင်းသိမဖြစ်သေးတာဖြစ်တယ်လူငယ်တွေကလည်းသူတို့မှလက်နဲ့အင်အားမရှိသေးတာအချက်စိတ်မရှိသေးတာဖြစ်တဲ့အချိန်အဲ့ချိန်မှာတော့သူတို့ကသူတို့လှုပ်ချင်တယ်သူတို့လိုက်လံဖန်စီသက်ဖြတ်တာတွေသူတို့လုံနိုင်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းတိုင်းသားဖွဲ့စည်းတဲ့ကိုအဲ့လူငယ်တွေကရောက်လာတဲ့စစ်တပ်နန်းတွေတက်တယ်တချို့ကလည်း UG ဖြစ်နေအထက်မှာပြန်ပြီးတော့လှုပ်ချတယ်တချို့ကလည်းတိုင်းသားနေမိတဲ့တိုက်ခိုက်တဲ့ချိန်ကျဒီကောင်တွေကနေမီတွေတစ်ခုတစ်ခုကြနော်စကန်နဲ့တစ်ခုတစ်ကြမြို့ဝေတစ်ခုကြတဲ့အချိန်ကျတော့မင်းအောင်လိုင်းကတော်တော်အချီနေစုတော်တော်အခါခတ်တော်တော်ဒုက္ခရောက်ခဲ့တယ်အဲ့ဒီနိုင်ငံတကာကလည်းသူ့ကိုဝိုင်းပြီးတော့ဖိနှိပ်ကြတာရှိတယ်တရုတ်အထူးသဖြင့်တရုတ်ဆိုရင်လည်းဘယ်လိုလဲမင်းတိုင်းမျိုးမင်းမထိန်းနိုင်လားတရုတ်ကမင်းအောင်လိုင်းရဲ့ဆရာဆိုတော့တပည့်အကြောင်းသိတယ်ဒီတပည့်ကသူတင်လာခဲ့တဲ့နှစ်ပေါင်းမနေတော့ဘူးဒီတပည့်တော်လားမတော်လားဆိုတာသူအသိဆုံးပဲဟောဆိုတော့ဒီတပည့်ကအလုံးမလို့ဒီတပည့်ကညံထုံညံထိုင်းနေဆိုတာ तू အသိတဲ့အချိန်ကျတော့ဒီတပည့်ညံထုံညံထိုင်းတဲ့တပည့်ကိုပဲ तू အသုံးချပြီးတော့ तू ကဒီတပည့်ရှီကပစ္စည်းတွေအကုန်လုံးကိုတွင်ထွက်တယ်ရောမြေပေါ်မြေအောက်အကုန်လုံးအတယံဇာတတွေကို तू ကဘိန်းစားဈေးနဲ့ तू ဝယ်နေရတယ်ဆိုတော့ဒီတပည့်ငထုံငထိုင်းကြီးကိုပဲ तू ကမကြိုက်ပေမဲ့လည်းမချစ်တော့လဲအောင့်ကနမ်းပြီးတော့ तू ကပေါင်းနေရတဲ့အချိန်ကျတော့ဒီတပည့်ကြီးကို तू ကအတက်နိုင်ဘက်ကကြိုးစားပြီးတော့သူကကူညီနေရတဲ့အတိုင်းအတာရှိတယ်ဆိုတော့တကဘာလုံးကလည်းဒီစစ်အာဏာရှင်မင်းအွန်လိုင်းတို့အဖွဲ့ရဲ့တိုင်းပြည်ကိုထိန်းချုပ်နိုင်ခွင့်ရှိတဲ့အချုပ်အခြာအာဏာကိုမေခွန်းထုတ်လာကြတယ်အဲ့လောက်ထိအခြေအနေဆိုးရတယ်အထူးသဖြင့်ဒီ139နှစ်ခွန်ပထမလိုင်းဒုတိယလိုင်းမှာဆိုလို့ရှိရင်မင်းအွန်လိုင်းရဲ့တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့အရေးအချင်းကိုတကဘာလုံးကတည်သွားကြတယ်အဲ့အချိန်မှာမင်းအွန်လိုင်းတော်တော်အခြေအနေဆိုးပြီးလုံးဝရင်းရိုင်နေပြီနော်တော်တော်အခြေအနေဆိုးသွားပြီအဲ့ဒီအချိန်မှာပူပြီးဆိုးလို့ငလျင်ထပြီးထိလာတယ်ငလျင်ထပြီးထိလာတဲ့ချိန်ပိုဆိုးတယ်အခုဆိုငလျင်လုတ်တဲ့အတွက်ကြောင့်နေပြီးတော့ဆိုလို့ရှိရင်80%တော့ပျက်စီးသွားပြီပြန်နေလို့တော့မရတော့ဘူးတချို့ကကောင်းသေးပြန်နေလို့တော့မရတော့လို့အခုစောက်ခဲ့တဲ့ contractor တွေကိုပြန်ပြီးတော့ခေါ်ပြီးတော့အလကားပြန်ဆောက်ခိုင်းဖို့မင်းတို့ဆောက်ခဲ့တဲ့ဟာတွေမင်းတို့ဆောက်တာမကောင်းလို့မင်းတို့ဆောက်တာအရေးသွေးမမီလို့အဲ့ဒါကြောင့်ပျက်စီးတော့အဲ့တော့မင်းတို့ပြန်လာဆောက်ဆိုပြီးတော့အလကားပြန်လာဆောက်ခိုင်းတဲ့ပုံစံမျိုးဖြစ်လို့တချို့contractor တွေကတော့ထွက်ပြီးတင်းရှောင်နေတာတွေရှိတယ်။ဘာလို့ဆိုတော့အဲ့တော့
တိုင်းရွှေကိုယ်တိုင်က तू ကဘေးရင်းကိုအဆောက်အဦကိုခိုင်မာဖို့ तू ကစိတ်ဝင်စားဘူး तू စိတ်ဝင်စားတာမြင်ပြီးမြင်ဆောက်မြင်ပြီးရင်အေးဆိုတဲ့ပုံစံပဲအဲ့တော့သူများမြင်ဆောက်တော့မြင်ဆောက်တော့ဘီလက်မီအိတ်100ကိုအောင်မယ်ဘီလက်မီအိတ်50နဲ့ပဲသူများဆောက်တော့ကြောက်တွေတန်100ကိုအောင်မယ်ဟာလဲတန်50နဲ့သူများဆောက်တယ်လေဆိုတော့အဲ့ဒါလည်းငလင်ကြောကြီးမှာရှိနေတဲ့အချိန်ကျအခုငလင်လောက်လဲလို့ငကိုတရားမှာကြစ်ပြက်ချစားတဲ့ဆောက်လို့ရေးအဖွဲ့တွေနဲ့ဆောက်ထားတဲ့အချိန်ကျတော့ဟိုဒါပစ္စည်းမမှန်တဲ့ဂျားတွေကငလင်ကြောထဲမှာရှိလို့ငလင်လောက်တဲ့အချိန်ကျအကုန်လုံးပြူပြပစ္စည်းကုန်တော့အဲ့ဒါကြောင့်အခုကစစ်တပ်ကနော်အဲ့တော့ဆောက်ခဲ့တဲ့ contractor တွေကိုပြန်ပြီးတော့ခေါ်ပြီးတော့အလကားနီးပါးလောက်ပြန်ဆောက်ခိုင်းမှုလုပ်နေကြတယ်ဆိုတော့မင်းအွန်လိုင်းကအခုကသူကပတ်စက်ရုံတွေလည်းပစ္စည်းကုန်ပြီသူအုပ်ချုပ်တဲ့နေရာအကုန်လုံးတော်တော်များကလည်းငလင်ကြောင့်ပစ္စည်းကုန်တဲ့အပြင်သူ့ရဲ့ဌာနချုပ်တွေအကုန်လုံးကလည်းနော်နေပြည်တော်ကလည်း80ရာခိုင်နှုန်းလောက်ပစ္စည်းနေဒီကောင်းနေနေစရာထိုင်စရာယုံချစရာတော့မရှိတော့ဘူးဒီကောင်းနေအခုအရင်ကရန်ကုန်မြို့မှာသူတို့ယုံချခဲ့တဲ့နေရာတွေသူတို့ယုံပြန်အဲ့မှာတော့ပြန်ထိုင်မှုလုပ်နေဒါပေမဲ့အဲ့မှာသူတို့ပြန်နေမယ်ဆိုသူတို့အတွက်မလုံခြုံတော့ဘူးအဲ့ဒီနေရာတွေကလည်းသူတို့ဈေးပေါနဲ့တချို့တထေးတွေခရိုနီကိုသူတို့ပြန်ရောင်းစားထားခဲ့တယ်အဲ့တော့သူတို့အခုအဲ့ဒါတွေမပိုင်တော့ဘူးရန်ကုန်မှာသူတို့အရင်ခြေချခဲ့တဲ့နေရာခရိုနီတချို့တွေကပိုင်ကုန်ပြီအဲ့နေရာကိုသူတို့ကပြန်ဝင်မှုဆိုရင်သူတို့ကပြန်ဝယ်အောင်ဒါပေမဲ့ပြန်ဝယ်ပြီဆိုတော့အဲ့နေရာတွေကသူတို့အတွက်လုံခြုံမှုမရှိတော့ဆိုမင်းအောင်လည်းတော်တော်အခြေအနေဆိုးနေတာလုံးဝအခြေအနေဆိုးနေတာသူရဲ့ရန်နေရာကြီးတစ်ခုလုံးအုပ်ချုပ်ရေးရန်နေရာတစ်ခုအကုန်လုံးကပျက်စီးနေပြီအခုသူတို့အလုပ်သမားတွေတော့မှသူတို့ကတဲလေးတွေထဲမှာနေပြီးတော့မှရုံးထိုင်ခိုင်းနေတယ်နော်အဆောက်အဦထဲမှာတဲမှာရုံးထိုင်ခိုင်းတယ်ဒီတဲတွေကယာယီတဲလေးအခုသူတို့နေတဲ့နေရာတွေမြေကြီးတွေပြိုတာတို့လမ်းအပ်ကွဲတာတို့ရှိတယ်အခုသူတို့မပြိုပြသေးတဲ့အဆောက်အဦတွေကလည်းရိုက်နေနဲ့ဖြစ်နေမကြခင်မိုးတွင်းကြတော့မယ်အဲ့မိုးတွင်းကြလာတာနဲ့အဲ့အဆောက်အဦတွေကလုံးဝကိုအကုန်လုံးတရားရကတော့ပြိုပြက်သွားဖို့များတယ်အဲ့ဒီအပြင်အဲ့တဲထဲမှာယုံထိုင်နေတဲ့လူတွေကလည်းအဲ့ဒီမိုးတွင်းရေထဲမှာဘလို့ယုံထိုင်ကြဒါဆက်စင်ကြဒီကောင်တော်တော်အချင်းနေစိုးနေပြီအဲ့ဒါကြောင့်အထက်ကကျွန်တော်ပြောတဲ့ခေါင်းစဉ်ကိုပြန်ပြီးတော့ကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်မင်းအွန်လိုင်းအပြုံးကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုတာဒီမှာကျွန်တော်ပြောချင်တာဘာဖြစ်လို့ဆိုတော့မင်းအွန်လိုင်းကအခုတော့သူ့လူတွေတည်တယ်သူ့စခန်းတွေကြားတယ်မြို့တွေအသိမ်းခံရတယ်ဘလို့ပဲဖြစ်သူကအမြဲဗီဒီယိုကင်မရာထဲမှာသတင်းတွေမှာတွက်လိုက်မျက်နှာတွေကပြုံးစီနဲ့အဲ့ဒါမှမကောက်ဘူးတချင်းတွေပါရတော့ဖမ်းဆိုပြလိုက်သေးတယ်ဆိုတော့တချို့တွေကပြောကြဟာမင်းအွန်လိုင်းကမြို့တွေတမျိုးကြားတယ်သူစခန်းတွေလည်းယာနဲ့ချီကြတယ်သူဟိုစစ်သားတွေလည်းတော့ထောင်နဲ့ချီအဖမ်းခံရတယ်အခုဆိုနေပြည်တော်ကြီးပါပျက်စီးနေပြီတနိုင်ငံလုံးလဲငလျင်ထိလို့ပျက်စီးကုန်ဒီကောင်အပြုံးမပြတ်ပါလားဒီကောင်တဲ့ပြုံးနိုင်လာပြီလားဆိုတော့အဲ့ဒီစာကိုကျွန်တော်ပြောချင်တာကကျွန်တော်တို့ဟိုးငငယ်တော့ဆိုရင်ကျွန်တော်တို့ကြောင်ပိတ်ပြီဆိုလို့ရှိရင်ကျွန်တော်ရွာတွေနေရာတွေတော့မပြောတော့ဘူးကျွန်တော်တို့အမှနွေရာသီရက်တူတင်နန်းကိုကျွန်တော်တို့သွားတက်ရတယ်အဲ့နွေရာသီရက်တူတင်နန်းကိုကျွန်တော်တို့သွားတက်တဲ့ချိန်မှာအဲ့ရွာတစ်နှစ်တစ်ခါတို့လက်ခံကြတယ်ပေါ့တစ်နှစ်ကိုတရွာလက်ခံကြအဲ့ရွာမှာကျွန်တော်တို့တင်နန်းသား90လောက်ကိုသူတို့ကလက်ခံတယ်လက်ခံပြီးတော့အစားအသောက်နေထိုင်အကုန်လုံးကိုသူတို့ကလူလေသေးမရှိအောင်သူတို့ကလှုပ်ပေးတယ်ဆိုတော့အမှကျွန်တော်တို့အမှနွေရာသီတင်နန်းကျွန်တော်တို့တက်ကြတယ်နွေရာသီတင်နန်းတက်တော့10ရက်ပြည့်ရောအမှတင်နန်းစင်ပွဲလှုပ်ကြတော့တင်နန်းစင်ပွဲလှုပ်ကြအမှအစီရင်ကျင်ရတဲ့လူကဟိုအစီအစဉ်တစ်ခုပြောတာပေါ့နော်တစ်ခုပြီးသွားတဲ့ချိန်ကျနောက်ဆုံးကျတော့အိုးတဲ့အခုတဲ့ဒီရွာကကျွန်တော်တို့ဒီမှာနော်နွေရာသီ10ရက်ရက်တူတင်နန်းလာတက်တာကိုကောင်းမှုကျူဆိုလက်ခံပြီးတဲ့အတွက်ကြောင့်ဒီရွာကိုကျွန်တော်တို့ကျေးဇူးတင်စကားပြောပေးမှုဟိုဆရာတယောက်ကိုဆရာနာမည်လည်းကျွန်တော်မပြောတော့ဘူးအဲ့ဒါအဲ့ဆရာတယောက်ကိုဆရာတန်တောင်ပေါ့နော်ဆရာတန်တောင်ကျွန်တော်တို့တောင်းပေးတယ်ခွင့်ပေးတယ်ဆိုလို့ပြောတာဆရာတန်တောင်ထလာပြီးတော့ဟာသူကကျေးဇူးတင်စကားပြောတာဟာသူကအစားအသောက်တွေလည်းကောင်းတယ်နေကြထိုင်ခင်းတွေလည်းကောင်းတယ်နော်နေ့လည်းနေခင်းဆိုလည်းနော်လက်ဖက်ရည်လားကော်ဖီလားတိုက်တယ်ဒီရွာကဟိုအကုန်လုံးတောင်းဝင်ကြည့်တယ်အကုန်လုံးကျေးဇူးတင်အားလုံးကိုပြည့်စုံတယ်ဆိုတာရွာသားတွေကရွာသူကြီးတွေကကြည့်ပြီးပြုံးအော်ငါတို့အိမ်ဝတ်ကြည်ပါလားဆိုတော့ပီတိလေးတွေနဲ့ကြည်တယ်အဲ့ချိန်မှာနောက်ဆုံးတစ်ခုသူဟာနင်းတယ်ဒါပေမဲ့တစ်ခုကတော့တော်တော်လိုအပ်ချက်ရှိတယ်ဟာအဲ့တစ်ခုလိုအပ်ချက်ရှိတယ်ဆိုအဲ့ဒါဘာလဲပေါ့ဟာသူအဲ့လိုပြောတဲ့တစ်ခုတော့တော်တော်လိုအပ်တယ်ဆိုတော့ဟာရွာသားတွေရောရွာသူကြီးတွေဒါဟာငါတို့ဘာတွေများအားနေချက်ရှိလေဟာငါတို့ဘာတွေများလိုအပ်ချက်ရှိလဲဆိုတော့ဟာနရွက်လေးတွေထောင်ခေါင်းတွေထောင်နဲ့နားထောင်အဲ့ဒါတော့အိမ်သာပဲတဲ့ကျွန်တော်တို့ဆရာတွေပေါ့နော်အိမ်သာလည်းရွာထဲမှာတိတ်များမရှိဘူးတဲ့အခုကျွန်တော်တို့ဆရာတွေကိုအိမ်သာတက်မှုဆိုပြီးတော့ထားတဲ့အိမ်သာလည်းနှစ်ခုပဲရှိတယ်နော်မိန်းကလေးတစ်ခုယောက်ျားလေးတစ်ခုတဲ့တခြားလူတွေကတော့ဘယ်မှာအိမ်သာသွားတက်လို့တက်လာမသိဘူးတဲ့အမေရိကရွာတွေမှာကအများဆုံးအဖြစ်အရင်တော့ကတော့အခုမဟုတ်တော့အရင်တော့ရွာတွေမှာအိမ်သာမရှိဘူးသူများတွေအိမ်သာတက်ချင်လို့ချင်းတော်တဲ့သွားလိုက်တာပဲပြီးလို့ချင်းပြန်လာတာပဲအဲ့လိုမျိုးသလားတော်တဲ့မှာပဲသူတို့သွားပြီးတော့ဟိုးစားကြတာဆိုတော့ဧည့်သည်တွေလာမယ်ဆိုတဲ့အချိန်သိကြတော့သူလှုပ်ထားတာအိမ်သာလေးနှလုံးပဲသူတို့စောက်ထားတာမိန်းမအိမ်သာဆောင်နဲ့ယောက်ျားအိမ်ဆောင်လုံးတစ်ခုပဲအဲ့ဒီမိန်းမအိမ်သာယောက်ျားအိမ်သာလဲလမ်းဘေးနားမှာကွာအဲ့ဒီအိမ်သာမှာအိမ်သာတက်လို့ရှိရင်လမ်းဘေးနားမှာလူတွေလာလို့ရှိရင်ဥမာသူတို့ဆိုဆရာဆိုတော့သူများတွေ့သူကအိမ်သာတက်နေလို့ရှိရင်သူအိမ်သာကလည်းအကုန်လုံတာမဟုတ်ဘူးထိုင်နေလို့ရှိရင်
ပခုံးနဲ့အောက်ပဲဖုံးတယ်မျက်နှာကြီးကမြင်နေရတယ်ပြီးတော့လဲလမ်းဘေးနားမှာရှိနေတယ်လားအဲ့ဆိုအဲ့အိမ်သားမှာလူကအိမ်သားတက်နေလို့ရှိရင်ဘေးနားလာတဲ့လူလျှောက်လာလို့ရှိရင်ဟေးဆရာဆိုလို့ရှိရင်ကိုကဟာဟေးပြန်လောက်ရတာရှိတော့ဆိုတော့အိမ်သားကနှလုံးမရှိတယ်မိန်းမအိမ်သားနဲ့ယောက်ျားအိမ်သားအဲ့ဒီအိမ်သားကလည်းလမ်းဘေးနားမှာရှိတယ်ဆိုတော့အဲ့အိမ်သားကလည်းပခုံးထိုင်နေလို့ချင်းပခုံးကနေအောက်ကိုပဲဖုံးတယ်ဒါပေမဲ့ခေါင်းကပေါ်နေမျက်နှာပေါ်နေတဲ့အချိန်ကျတော့အဲ့ဆရာပြောတာငါအိမ်သာတက်တယ်ကွာအိမ်သာတက်နေတဲ့အချိန်ကျတော့အိမ်သားလည်းလမ်းပေးနာမရှိတော့အိမ်သာတက်နေဟာလူတယောက်ကလာလူတယောက်လာဟိုင်းဆရာဟာအိမ်သာတက်ခေါင်းပေါ်ဟိုင်းဆရာဆိုတော့ဘာမှမပြောမနေလို့မရဟိုင်းဆိုပြန်လောက်ရတယ်အဲ့ကြောင့်လေတခါကျတော့ကိုကအိမ်သာတက်နေအင်းညစ်နေတော့မနော်တခါကျငရုတ်သီးတွေပါစားတာဟိုအဲ့မှာအစားတောက်ကြီးတွေမှာအင်းညစ်နေတော့မှဘေးနားလာတဲ့လူတယောက်ကကိုကိုတွေ့လို့ရှိရင်ကိုအင်းညစ်နေမြဲသူများတွေ့မှာဆိုလို့သူများသိတော့မှဆိုလို့အင်းညစ်နေတော့မျက်နှာကိုပြုံးနေထားတယ်အဲ့လိုအင်းညစ်နေတော့မှကိုအင်းညစ်မြောင်းကိုလမ်းဘေးနားမှာသွားတဲ့လူကကိုအင်းညစ်နေမှသိမှာဆိုလို့ကိုကမျက်နှာလေးကိုပြုံးနေထားတယ်ဆိုမင်းအွန်လိုင်းရဲ့အပြုံးအဲ့ဒါဒီကောင်လဲသူအင်းညစ်နေတော့ကိုသူများတွေတွေ့မှာသူများတွေသိမှာဆိုလို့ तू ဟာဟိုနားသွားလဲပြုံးဒီနားသွားလဲပြုံးဖြစ်တယ်အမေရိကဒီကောင်အင်းညစ်နေရတာဒီကောင်ကမျက်နှာကသာပြုံးဝင်မယ် तू အောက်မှာစုပ်ပြက်သိပ်နော်လုံးအဖက်ဆယ်လို့မရအောင်ဖြစ်နေပြီဆိုတော့အဲ့ဒါကြောင့်ဒီကောင်ဘာဖြစ်လို့ဒီကောင်ပြုံးရမင်းအွန်လိုင်းအပြုံးကျွန်တော်အတိတ်ပဲဖွင့်ဆိုရခြင်းတယ်ဒီကောင်ကအင်းညစ်နေတာဒါပေမဲ့ तू အင်းညစ်နေတော့သူများသိမှာဆိုလို့ကဘာကြီးကသိမှာဆိုလို့ तू ဘောမတွေသိမှာဆိုလို့ तू ကမျက်နှာကိုပြုံးလို့ထားပြီးတော့အင်းညစ်နေအဲ့ကျွန်တော်တို့အခုနားထောင်တဲ့လူလဲခင်ဗျားတို့နားထောင်လို့ချင်းခင်ဗျားတို့အင်းညစ်နေတဲ့အချိန်မှာမျက်နှာပြုံးထားကြည့်ဘလောက်မချိတင်ခဲ့ဖြစ်မလဲဆိုတော့မင်းအွန်လိုင်းရဲ့ပြဿနာအဲ့ဒါမင်းအွန်လိုင်းဖြစ်နေတာအခုကအဲ့ဒါ तू ပြုံးနေတယ်ပဲဆိုမှ तू ကတော်တော်အချိန်နေစိုးဝင်ဒါပေမဲ့ तू များသိမှာဆိုလို့ तू ကမျက်နှာကိုပြုံးလေးမချိတင်ခဲ့လေးနဲ့ပြုံးပြီးနေရတာအဲ့ဒါပဲကျွန်တော်ဆိုလိုချင်တာကဘာကြီးကလာလူတဲ့ပတ်စံနေတော့မှပတ်စံတော့ဘယ်ရောက်လို့ရောက်သွားမှမသိပြည်သူတွေရှိရောက်မှတော့မရှိပါဘူးပတ်စံတော့သူတို့ရှိပဲသွားမှာပဲအစင်မသိရင်သူတို့အဲ့ဒီနေပြီးတော့ပြန်စောင့်ဖို့အတွက်နေရမှာပဲပြန်သုံးမှုများတယ်အခုနောက်ပိုင်းပတ်စံမပြောနဲ့နော်ဒီ material တို့ဆန်တို့စီတို့စားတို့တခြားပစ္စည်းဥစ္စာတွေအကုန်လုံးတောင်မှသူတို့ရဲ့နေပြည်တော်ရဲ့ဂိုဒေါင်ထဲမှာပဲရှိနေသေးတယ်အလုံးဝအထိအပြည့်ကိုမထွက်သေးဘူးအဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒါကိုပြောချင်တာမင်းအွန်လိုင်းအပြုံးအတိတ်ပဲဖွင့်ဆိုခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောချင်းဆိုတာမင်းအွန်လိုင်းရဲ့အပြုံးကအင်းညစ်နေတာတောင်မှသူအင်းညစ်မှသိမှစိလို့မျက်နာတွေကိုပြုံးနေထားပြီးနေရတာဆိုတော့ကျွန်တော်ပြောချင်တာပါအသုံးနှုန်းလေးတချို့ကလည်းနည်းနည်းအဆင်ပြေဖြစ်လို့ရှိရင်တော့နားထောင်တဲ့လူတွေနားလည်မိမယ်လို့လည်းမျှော်လင့်ပါတယ်ဒါပေမဲ့တချို့ကဒီလိုမျိုးမြင်အောင်ပြောမှမြင်ရတာမလို့ဒီလိုပြောရခြင်းဖြစ်တယ်လို့အားလုံးပဲကျေးဇူးတင်ပါတယ်